လူတယောက်ဟာတိတ်ဆိတ်ငြိမ်သက်နေတဲ့ညကင်းတစ်ခုမှာလမ်းရောက်လာနေပါတယ်။သူဟာမြို့အလယ်မှာရှိတဲ့ဆူတောင်းပြေးကန်စီကိုလာနေတာပါ။အဲနောက်သူဟာအကျွေးစစ်လေးတစ်ခုကိုထုတ်ပြီးကန်ထဲကိုပစ်ချလိုက်ပါတယ်။အကျွေးစစ်လေးဟာကန်ထဲကနေပိုက်လိုင်းထဲကိုဝင်သွားပါတယ်။အဲနောက်တော့ဆရာမစီမသွားရဲလို့ကြောင်းပြေးပြီးဆန္ဒဖြည့်ဆည်းပေးတဲ့အလုပ်လုပ်နေတဲ့မောင်စောအလုပ်ရုံကိုအကျွေးစစ်လေးကကြာလာပါတယ်။ဆူတောင်းသူဟာပတ်စံလိုချင်တာမို့မောင်စောကပတ်စံခါလုပ်လေးကိုနှိပ်ပေးလိုက်ပါတယ်။အဲနောက်မှာတော့ပတ်စံတရွက်ဟာဆူတောင်းသူရဲ့မျက်နှာပေါ်ကိုကတ်လာပါတယ်။သူဟာပျော်ပြီးထွက်သွားခဲ့ပါတယ်။မောင်စောဟာတပ်ပြင်းချလိုက်ပါတယ်။အဲနောက်မှာတော့ကားတစ်စီးရက်လိုက်ပါတယ်။ FA ဘဝနဲ့တစ်သက်လုံးနေရမှာကိုတွေးပြီးစိတ်ညစ်နေတဲ့မောင်ပြူဟာကားပေါ်ကနေဆင်းလာပါတယ်။သူဟာ FA ဖြစ်နေတာ20ရှိပါပြီ။ဒါကြောင့်အိတ်ထဲကအကျွေးစစ်လေးကိုထုတ်ပြီးဆူတောင်းပြေးကန်စီကိုသွားနေပါတယ်။တစ်ဖက်မှာလည်းသူနဲ့ဘဝတူတဲ့အာသာမပြေမာမာဝေကလည်းအကျွေးစစ်လေးထုတ်ပြီးဆူတောင်းပြေးကန်စီလာပါတယ်။အဲနောက်တော့သူတို့နှစ်ယောက်ဟာအကျွေးစစ်လေးတွေပြစ်ထည့်လိုက်ပါတော့တယ်။အကျွေးစစ်လေးနှစ်ခုဟာကန်ထဲကနေပိုက်လိုင်းထဲဝင်သွားပါတယ်။အဲနောက်မှာတော့ပိုက်လိုင်းရဲ့တနေရာမှာကန်လန့်ခံပြီးတနေခဲ့ပါတယ်။မောင်စောကလည်းအိတ်နေရာကနေနူးလာပြီး FA ဘဝကကျွတ်သွားရင်နာအေးတယ်ဆိုပြီးအသေးပုံခလုတ်လေးကိုနှုတ်ပေးလိုက်ပါတယ်။ဒါပေမဲ့အသေးဝိညာဉ်လေးတွေဟာအကျွေးစစ်နှစ်ခုကြောင့်ထွက်မရဖြစ်နေပါတယ်။အဲနောက်မှာတော့မောင်ပြူနဲ့မာမာဝေဟာသူတို့နှစ်ယောက်ကို FA ဘဝကနေကျွတ်အောင်လုပ်ပေးနိုင်ကြတော့မှမဟုတ်ဘူးဆိုပြီးစိတ်ညစ်ညစ်နဲ့ပြန်သွားခဲ့ကြပါတယ်။သူတို့ပြန်သွားကြတာကိုမောင်စောဟာမှန်ဘလူးနဲ့လှမ်းကြည့်နေခဲ့ပါတယ်။မောင်စောဟာသူတို့နှစ်ယောက် FA ဘဝမကျွတ်ရင်သူလည်းအလုပ်ပြုတ်မှကြောက်ပြီးအသေးခလုတ်ကိုစက်တိုက်နှုတ်လိုက်ပါတယ်။ဒါပေမဲ့လည်းအသေးဝိညာဉ်လေးတွေဟာအကျွေးစစ်လေးတွေကိုတော့ကြုံမသွားနိုင်ခဲ့ပါဘူး။အဲနောက်မှာတော့မောင်စောဟာအယောပေးဖို့အရေးပေါ်အိတ်ကိုထုတ်ရပါတော့တယ်။အရေးပေါ်အိတ်ကိုဖွင့်လိုက်ပါတယ်။အဲအထဲမှာကျေတနက်တလက်3ခွက်ပန်ကားနဲ့အသီးပန်းလေးတွေရှိပါတယ်။မောင်စောဟာအသီးလုံးလေးတွေကိုထုတ်ပြီးဖိလိုက်တဲ့အခါပန်းလေးတွေထွက်လာပါတယ်။မောင်စောဟာအိတ်ကိုပိတ်လိုက်ပြီးရေဆိုးမြောင်းအပေါက်ကိုဖွင့်လိုက်ပါတယ်။အဲနောက်မောင်စောနဲ့မာမာဝေတို့စိတ်ညစ်ပြီးထွက်သွားတာကိုတေချာလိုက်ကြည့်ပါတယ်။မောင်စောဟာမာမာဝေစီကိုအရင်သွားပြီးပုံးဆောင်ကပန်းတွေကြားထဲကိုအသီးပန်းလေးပြစ်ချလိုက်ပါတယ်။ဒါပေမဲ့ FA ဘဝကိုဆွဲမြဲနေတဲ့မာမာဝေကတော့အမိုက်ပုံးထဲပဲလွှင့်ပစ်လိုက်ပါတယ်။အဲနောက်မှာတော့စိတ်ညစ်ပြီးပြန်သွားတဲ့မောင်ပြူနောက်ကိုမောင်စောဟာလိုက်ပြီးအသီးပန်းနဲ့ခေါင်းကိုပစ်လိုက်ပါတယ်။မောင်ပြူကလည်း FA ဘဝမှာနှဆွေးနေပြီးမှကောင်းမဲနာသွားပါတယ်။အသီးပန်းလေးတွေဟာစပွဲထိုးစီကိုရောက်သွားပါတယ်။စပွဲထိုးဟာပန်းလေးကိုကင်ပြီးမှုတ်ထုတ်လိုက်ပါတယ်။အဲနောက်တော့ပန်ကန်ကလှုပ်လာပြီးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ရွှေတွေအပြည့်ရှိနေပါတယ်။မောင်စောဟာလက်မချော့သေးပါဘူး။သုံးခွက်ဆက်ကြကိုသုံးပြီးမာမာဝေစီပြစ်လိုက်ပြန်ပါတယ်။မာမာဝေကလည်းတတိမထားမိပြန်ပါဘူး။မောင်ပြူရှိကဆက်ကြဟာဖြတ်သွားပေမဲ့မောင်ပြူဟာသတင်းစာဖတ်နေလို့မသိလိုက်ပြန်ပါဘူး။အဲနောက်မှာတော့ဆက်ကြဟာခုနကစားပွဲထိုးရဲ့ခေါင်းကိုထိမှန်သွားခဲ့ပြန်ပါတယ်။စပွဲထိုးဟာဆက်ကြကိုကောက်ကင်လိုက်ပါတယ်။အဲနောက်မှာတော့အပေါ်ကနေပတ်စံတွေတစ်ခုပြီးတစ်ခုအများကြီးကျလာပါတော့တယ်။အဲချိန်မှာမောင်စောဟာနောက်ဆုံးတစ်ခုဖြစ်တဲ့ကျေတနက်ကိုထုတ်သုံးပါတယ်။ဒါပေမဲ့မသုံးတာကြပြီးဖြစ်တဲ့တနက်ကပြစ်လို့မရဘူးဖြစ်နေပါတယ်။မောင်စောဟာအမျိုးမျိုးလုပ်ကြည့်တဲ့အခါမှာတော့မြေကြီးကိုပြစ်မိပြီးသူဟာမိုးပေါ်ကိုလွင့်သွားပါတော့တယ်။အဲနောက်တော့သူဟာအမိုက်ပုံးထဲကိုကျသွားပါတယ်။မောင်စောဟာပြုတ်ကျတာမို့ခေါင်းနာသွားပါတယ်။အဲနောက်သူဟာတစ်တာကိုကြည့်လိုက်တဲ့အခါဘာပစ္စည်းမှသုံးစရာမရှိတော့ပါဘူး။မောင်စောဟာစိတ်ရမ်းညစ်သွားခဲ့ပါတယ်။တစ်တာကိုလည်းပြစ်ထုတ်လိုက်ပါတယ်။အဲနောက်မှာတော့သူ့စီကိုစပွဲထိုးဟာပတ်စံအိတ်တွေတဲပြီးရောက်လာပါတယ်။စပွဲထိုးဟာသူ့ကိုကြည့်ပြီးတစ်တာတဲ့ကိုအကျွေးစစ်တပြားပြစ်ထည့်ပေးလိုက်ပါတယ်။အဲနောက်သူဟာထွက်သွားခဲ့ပါတယ်။မောင်စောဟာအဲ့ခါကျမှအကြံတစ်ခုပေါ်လာပြီးအကျွေးစစ်ကိုကောက်ယူကပြေးသွားခဲ့ပါတယ်။တစ်ဖက်မှာတော့မောင်ပြူဟာအိမ်ပြန်ဖို့အတွက်ကားကလည်းရောက်နေပြီးမို့တက်တော့မှဖြစ်ပါတယ်။မာမာဝေကလည်းပန်းလေးတွေတင်ပြီးအိမ်ကိုပြန်ဖို့လုပ်နေပါတယ်။အဲ့အချိန်မှာမောင်စောဟာအားရှိသမျှပြေးသွားပြီးဆူတောင်းကန်တဲ့ကိုအကျွေးစစ်ပစ်ဖို့လုပ်ပါတယ်။မောင်ပြူကလည်းကားပေါ်တက်နေပြီးမာမာဝေကလည်းပြန်ဖို့ကားစီရောက်နေပါပြီ။အဲနောက်မှာတော့မောင်စောဟာအကျွေးစစ်ကိုပြစ်ထည့်လိုက်ပါတယ်။အကျွေးစစ်လေးဟာပိုက်လိုင်းထဲဝင်သွားပြီးခံနေတဲ့အကျွေးစစ်နှစ်ကိုတိုက်ဖွင့်ပေးလိုက်ပါတယ်။အနောက်မှာတော့အသေးဝိညာဉ်လေးတွေထွက်လာပြီးကားပေါ်တက်နေတဲ့မောင်ပြူကိုအတင်းဆွဲချပါတယ်။မောင်ပြူလည်းကားကိုဆွဲထားပေမဲ့မရပါဘူးပါသွားခဲ့ပါတယ်။မာမာဝေကိုလည်းကားပေါ်တက်ခါနီးခေါ်သွားပါတယ်။အဲနောက်သူတို့နှစ်ယောက်ကိုဝင်တိုက်တယ်လို့အကွက်ဆင်ပေးလိုက်ပါတယ်။မောင်ပြူကမျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာမာမာဝေကိုမြင်ပြီးသဘောကျသွားပါတယ်။မာမာဝေကလည်းပြန်သဘောကျနေပါတယ်။အဲအချိန်မှာပန်းလေးတစ်ပွင့်ကမောင်ပြူစီကိုရောက်လာပါတယ်။မောင်ပြူဟာအဲပန်းလေးကိုမာမာဝေကိုပေးလိုက်တဲ့အခါမာမာဝေကလည်းအာသာပြေးချင်နေတာမို့လက်ခံလိုက်ပါတယ်။လူကြီးမင်းတို့ကတော့သူတို့လိုဆူတောင်းလဲပြေးမှာမဟုတ်သလို FA ဘဝကလည်းကျွတ်ဖို့မရှိတာကြောင့်အိမ်မှာငပြောပင်စိုက်ထားလိုက်ကြဖို့အကြံပေးချင်ပါတယ်